ဒီကောင်မလေးကသူမကြိုက်ပြီးသားရေခဲချောင်းကိုမြင်းကိုကျွေးလိုက်တာပါပြန်နှုတ်လိုက်တဲ့အခါမှာတော့တုတ်ချောင်းပဲကြံတော့တယ်သူမနောက်ထပ်တစ်ချောင်းကိုခွာကိုတိုင်းတစ်ခိုက်ကြိုက်ပြီးမြင်းကိုထပ်ကျွေးပြန်ပါတယ်ပြီးတော့အဲ့ဒီတစ်သားတုတ်ချောင်းကိုမြေကြီးထဲစိုက်လိုက်တယ်နောက်2ရက်နေရင်ကျင်းပမဲ့ပြိုင်ပွဲမှာဒီမြင်းနိုင်မှာတေးချတယ်လို့သူမလုံးဝယုံကြည်နေတာပါဒါပေမဲ့ပြိုင်ပွဲမစခင်လေးမှာပဲသူမအဖေကမြင်းရဲ့ဘဲဘဲရှိခြေတော့ပုံမဟုတ်ပဲပူနေတာကိုသတိထားမိသွားတယ်အဖေဖြစ်သူကပိုင်ရှင်ကိုတခြားမြင်းတစ်ကောင်ပြောင်းသုံးဖို့အကြံပြုပေမဲ့ပိုင်ရှင်ကတော့အမျက်ဆုံးကိုပဲစိတ်ဝင်စားတာပါပြိုင်ပွဲအချက်ပေးခေါင်းလောင်းတန်နီလာတာနဲ့အမျှမျိုးကောင်းမြင်းတွေဟာလေးမျိုးကပြတ်ထွက်သွားတဲ့မြားတွေလိုရှေ့ကိုဒုံဆိုင်ပြေးထွက်သွားကြတယ်ဆိုနီယာဟာရှိသမျှအင်အားအကုန်သုံးပြီးပြေးခဲ့လို့နံပါတ်9နေရာကနေနံပါတ်1နေရာအထိတက်လာနိုင်ခဲ့တယ်ဖန်နီလည်းအတန်ကုန်အော်ပြီးအားပေးခဲ့ပါတယ်ဒါပေမဲ့လူတိုင်းနိုင်တော့မယ်လို့ထင်နေတဲ့အချိန်မှာပဲဆိုနီယာဟာပြေးလန်းပေါ်ကိုရုတ်တရက်ပြင်းပြင်းထန်ထန်လဲကျသွားခဲ့တယ်ဖန်နီမျက်နှာပေါ်ကအပြုံးတွေအေးခဲသွားရတယ်ဆိုနီယာရဲ့ဘဲဘဲရှိချီတော့အလိုအပ်ပြီးကျိုးသွားခဲ့တာပါဒီမြင်းကပိုင်ရှင်အတွက်ပြိုင်ပွဲတွေအများကြီးနိုင်ပေးခဲ့ဘူးပေမဲ့သူကတော့နည်းနည်းမှဂရုမစိုက်ခဲ့ပါဘူးအဲ့ဒီနေရာမှာတင်ချက်ချင်းအစိတ်ထိုးတက်ဖို့သူအမိတ်ပေးခဲ့တယ်ဒါကဖန်နီအဖေကိုလုံးဝဒေါသထွက်စေခဲ့ပါတယ်သူဟာအလုတ်ကနေချက်ချင်းပတ်လိုက်ပြီးဆိုနီယာကိုဝယ်ပြီးအိမ်ခေါ်လာဖို့ဆုံးဖြတ်ခဲ့တယ်ဖန်နီအတိုင်းမသိဝမ်းသာသွားခဲ့ရပါတယ်နေ့တိုင်းကြောင်းစင်းတာနဲ့သူမဟာမြင်းဆောင်စီတန်းပြေးပြီးခြံစည်းရိုးကိုမိရင်းသူမချစ်တဲ့မြင်းလေးကိုတိတ်တဆိတ်ဆောင်ကြည့်နေခဲ့တယ်ဂယူးတစိုက်တလားပြုစုပြီးတဲ့နောက်မှာတော့ဆိုနီယာနောက်ဆုံးမှပြန်မတက်ရနိုင်ခဲ့ပြီဒါပေမဲ့သူမအဖေကအလုပ်ရှာဖို့ရုန်းကန်နေရတယ်သူနဲ့သူဇနီးကဆိုနီယာကိုပြန်ရောက်ဖို့တိုင်ပင်ကြတယ်ဖန်နီကတကားအပြင်ကနေဒီစကားဝိုင်းကိုကြားသွားခဲ့တယ်ရင်ကွဲမတက်ခံစားရပြီးသူမအခန်းထဲပြန်ပြေးသွားခဲ့တယ်ဆိုနီယာနောက်တစ်ချိန်စွန့်ပစ်ခံရမှာကိုသူမတေမတက်ကြောက်နေခဲ့တာပါဒါကြောင့်ဆိုနီယာကြိုက်တဲ့မုံတွေကိုထုတ်ဖို့ပြင်းပေါက်ကနေခုန်ချပြီးထွက်ပြေးခဲ့တယ်သူမမြင်းနဲ့အတူထွက်ပြေးချင်ခဲ့တာပါဒါပေမဲ့မြင်းကျောပေါ်တက်လိုက်တဲ့အချိန်မှာပဲတကားဖွင့်လိုက်တဲ့သူမအဖေရဲ့အတန်ကြောင့်ဆိုနီယာလန့်သွားခဲ့တယ်ဆိုနီယာဟာဖန်နီကိုကျောပေါ်တင်ပြီးဘုံကနေပြေးထွက်သွားတော့တယ်အဖေဖြစ်သူကကားထဲခုံဝင်ပြီးနောက်ကလိုက်လံဖမ်းဆီးပေမဲ့ခုမှနေကောင်းကစားဆိုနီယာကပို့ပြီးမြန်မြန်ပြေးနေခဲ့တယ်အဖေဖြစ်သူကအရှင်မြင့်ပြီးသူတို့ရှိကနေပိတ်ရက်လိုက်ရတယ်သူကသမီးဖြစ်သူကိုခုံချဖို့လက်နှစ်ဖက်လုံးမြောက်ပြီးအချက်ပြခဲ့တယ်ကံကောင်းထောက်မှစွာပဲသူသမီးကိုဘေးကင်းကင်းနဲ့ဖမ်းမိခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူရဲ့တငယ်ချင်းကဆိုနီယာဟာခုလေးတင်တနာရီကို80ကီလိုမီတာကျော်နှုန်းအထိအရှိန်တက်သွားခဲ့ကြောင်းလူတိုင်းကိုပြောပြခဲ့တယ်ဒါဟာထိတ်တန့်ပြိုင်ရင်းတစ်ကောင်ရဲ့အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်ခန်းနီးညုံဝန်းတွေထဲမှာချက်ချင်းဆိုသလိုအယောင်တွေတောက်ပလာခဲ့တယ်ဆိုနီယာကိုအကောင်းဆုံးခြေစွမ်းပြန်ရစေဖို့အတွက် Royal Cup Classic ပြိုင်ပွဲမှာဝင်ပြိုင်ခိုင်းဖို့သူမချက်ချင်းဆုံးဖြတ်လိုက်တယ်။နေ့တိုင်းမနက်9နာရီဆိုရင်ခန်းဒီအချိန်မှန်လို့အိတ်ချင်ပြအောင်ကော်ဖီတစ်ခွက်တောက်ပြီးဆိုနီယာကိုလေ့ကျင့်ပေးဖို့မြင်းဆောင်စီဦးတည်ခဲ့တယ်။မကြခင်မှာပဲပြိုင်ပွဲနေ့ရောက်လာခဲ့တယ်။ဒါပေမဲ့ပြိုင်ပွဲမစခင်စစ်ဆေးစဉ်အတွင်းမှာဆိုနီယာရဲ့ဘဲဘက်ရှိခြေထောက်ကပြန်ပူနေတာကိုအဖေဖြစ်သူရှာဖွေတွေ့ရှိခဲ့တယ်။သူကမြင်းကိုမြင်းဆောင်စီချက်ချင်းပြန်ခေါ်သွားခိုင်းပေမဲ့ဆိုနီယာကတော့အဲ့ဒီနေရာမှာတင်လုံးဝညင်ပြီးရက်နေခဲ့တယ်။သူ့ရဲ့မျက်ဝန်းတွေကသမီးလုံနိုင်ပါတယ်လို့ပြောနေတယ်လို့ပါပဲ။အဖေဖြစ်သူစိတ်တွေးဟာဖြစ်ပြီးစိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေနဲ့စိတ်ရှုပ်ထွေးနေခဲ့တယ်။ဒါပေမဲ့သမီးဖြစ်သူကအဖေကသူ့အသက်ကိုကယ်ခဲ့တာ။သူကကျေးဇူးပြန်ဆက်နေတာပါလို့ပြောခဲ့တယ်။နောက်ဆုံးမှာတော့သူဟာသမီးဖြစ်သူကိုယုံကြည်ဖို့ရွေးချယ်လိုက်ပြီးသူ့ရဲ့စုဆောင်းငွေအားလုံးကိုဆိုနီယာပေါ်ပုံအောလိုက်တယ်။အငွဲအချက်ပေးခေါင်းလောင်းတန်နီလာတာနဲ့ထိတ်တန့်ပြိုင်ရင်းတွေအားလုံးရှေ့ကိုဒုံဆိုင်ပြေးထွက်သွားကြတယ်။ဆိုနီယာကအဝေးကြီးမှာနောက်ကျပြီးမှစတင်ခဲ့ပေမဲ့ပုံမှန်စနစ်ကျတဲ့ခြေလမ်းတွေနဲ့အချိန်ယူပြီးပြေးခဲ့တယ်။ပိုင်ရှင်ဟောင်းရဲ့မြင်းကိုကြိုတက်ခါနီးမှာပဲမြင်းစီသူရဲကကုန်းကြီးပေါ်ကနေလူနီးပါးပြုတ်ကျလို့မတက်ဖြစ်သွားခဲ့တယ်။ခန်းနီရင်တမမဖြစ်သွားရတယ်။အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာမြင်းစီသူရဲကသူ့ကိုယ်သူပြန်ထိန်းနိုင်ခဲ့ပေမဲ့သူတို့နောက်ဆုံးနေရာကိုပြန်ကျသွားခဲ့တယ်။ဆိုနီယာအတွက်ကတော့ပြိုင်ပွဲကခုမှစတာပါ။ကျေပြောတဲ့ပြိုင်ပွဲဟာလိုက်မိဖို့အတွက်သူ့ရဲ့အခွင့်အရေးဖြစ်လာခဲ့တယ်။ခန်နီကရှိသမျှအင်အားအကုန်သုံးပြီးဆိုနီယာအတွက်အော်ဟစ်အားပေးခဲ့တယ်။ကောင်မလေးရဲ့ခေါ်တံကိုခံစားမိပြီးဆိုနီယာဟာရှိသမျှခွန်အားအကုန်ထုတ်သုံးခဲ့တယ်။သူဟာပြိုင်ဘက်တွေကိုတယောက်ပြီးတယောက်ကြော်တက်ပြီးဖန်နီရဲ့အိမ်မက်တွေကိုပန်းတိုင်စီထဲဆောင်သွားခဲ့တယ်။နောက်ဆုံးမှာတော့ပထမနေရာကိုစုခူးသွားခဲ့ပါတယ်။ပရိသတ်တရဲ့လုံးပွဲချမ်းကုန်ကြတယ်။ဘယ်သူမှမယုံနိုင်ခဲ့ကြဘူး။အသက်ခံရလူမျိုးသားဖြစ်ခဲ့တဲ့ဒီမြင်းဟာပြည်လန်းပေါ်ကကနဝင်ဖြစ်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာဖန်နီရဲ့အိမ်မက်ဟာအံ့ဩဖွယ်ကောင်းလောက်အောင်အမှန်တကယ်ဖြစ်လာခဲ့ပြီးစောင့်ကြည့်နေသူတိုင်းကိုပြောပြနေခဲ့ပါတယ်။မင်းရင်ထဲကလာတဲ့နှလုံးသားပြည့်နဲ့ဘာမှမချမ်းပဲပြီးတဲ့အခါလောကကြီးကမင်းအတွက်အမြဲတမ်းလမ်းဖွင့်ပေးလိမ့်မယ်။